မင်္ဂလာပါဒီနေ့ April လ24ရက်နေ့ပေါ့24ရက်နေ့မှာမနေ့ကပညာရေးနဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေပြန်ဖြေဆိုရမယ်ဆိုတဲ့ကိစ္စကိုကျွန်တော်တို့ဆူနာမီတို့ကိုဗစ်တို့စသည်ဖြင့်ချို့နိုင်ငံတွေရဲ့ဖြစ်ပျက်တဲ့ဟာကိုနမူနာကြည့်ပြီးတော့ပြောပြရတဲ့မှာဒီ comment တွေပေးတဲ့နေရာမှာဒီအကြောင်းအရာလေးကိုထည့်ပြီးတော့ဒီမှာကိုညီပေါ့နော်ညီကနေပြီးတော့သူပေးထားဆိုတော့အောင်ပေးပြီးတော့သူတို့လိုချင်တဲ့ major တွေရဲ့ဝင်ခွင့်တွေကိုဖြည့်ဆို့ခိုင်းလိုက်တာမကောင်းဘူးလားတဲ့အားလုံးအတွက် fair မဖြစ်ဘူးလားတဲ့သူပေးထားတယ်အဲ့တော့အောင်ပေးလိုက်မယ်ပြီးသွားလို့ဆိုရင်သူတို့ဝင်ခြင်းတဲ့ major တွေရဲ့ဝင်ခွင့်ကိုဖြည့်ခိုင်းလိုက်အဲ့ပုံမှာတစ်ခါဆုံးဖြတ်လိုက်ဒီအကြံဉာဏ်လေးကျွန်တော်ကြိုက်ပါတယ်နောက်တစ်ခုကတော့နှင်းဖြူပေါ့နော်နှင်းဖြူကနေပြီးတော့ပြောလဲဆိုလို့ရှိရင်စာမိုးဘက်တွေနောက်မဆုတ်နဲ့ပေါ့နောက်မဆုတ်နဲ့ကျွန်တော်တို့နေဒီမှာဆိုရင်ကိုဗစ်စစ်ဘေးစသည်ဖြင့်G12 ဖြီတော့အသက်တွေကလည်းကြီးနေပြီဆိုတော့ဒီအသက်တွေကြီးနေပြီပြောမယ်ဆိုတော့ဒုတိယနှစ်လောက်အနေထားကလေးတွေကရောက်နေပြီခုမှ10တန်းဖြီရဆိုနောက်မဆုတ်နေတော့ပေါ့ဒါလည်းစဉ်းစားအထက်မှာပါတယ်ပေါ့နော်စာမိုးဘက်တွေဘယ်လိုမျိုး reset ပေးနိုင်မလဲပေါ့အဲ့လိုမျိုးလေးစဉ်းစားထားရတွေ့ရခင်ဗျနောက်တစ်ခုကကြတော့ဒီမှာ source ကတက်လို့မရပါဘူးတဲ့နောက်တစ်ခုကတော့တဲ့ပျက်စီးသွားတဲ့အတိုင်းဒေသတွေကိုပြန်မဖြေပဲဝင်ခွင့်စာမှုပဲတွေတတ်မှတ်လို့ရတယ်တဲ့ပြန်ဖြေတာကတာယာတဲ့အနေအခြေအနေမဟုတ်ဘူးလို့တရားမမျှတဘူးလို့ထင်တယ်ပေါ့ပျက်စီးသွားတဲ့ဒေသတွေမှာပြန်ဖြေခိုင်းတာမျိုးအဆင်မပြေဘူးလို့ဒါကတော့အခြေအနေတစ်ခုကိုတင်ပြတဲ့လို့နားလေတယ်ဒါလည်းစဉ်းစားမယ်အထင်မှာပါပါတယ်လို့ယူဆပါတယ်နောက်ချက်ကကိုစော်ကြီးပေါ့နော်နောက်ဇာနီသွေးပေါ့ဒီနှစ်ခုမှာကိုစော်ကြီးခြေကျိုးလက်ကျိုးလို့စေုံတက်နေရတဲ့လူတွေလည်းရှိတယ်ဆိုရင်ပြန်ပြေးရမှာတော်ခတ်သွားပြီဒါလည်းမှတ်ပါတယ်နောက်ကလေးတွေရဲ့စိတ်တန်ရာတွေရနေကြတယ်သူတို့တွေလည်းစိတ်တန်ရာတွေရနေကြတာလေနားလည်ပေးဖို့တော့ကောင်းတယ်ဒဏ်ရာတွေရနေဘယ်လိုဖြေမလဲပေါ့ဒါလည်းစဉ်းစားရမယ်အထင်မှာဟုတ်ပါတယ်ခင်ဗျနောက်တစ်ချက်ခက်ခဲတစ်ခုလည်းတင်ပြရတွေ့ရတယ်နိုင်ပေါ့နော်နိုင်ကနန်လို့ပဲပြောပြရစီနော်အသေးလေးတွေနဲ့စာပြေဌာနနဲ့ဝေးတဲ့နေရာအလုပ်လာလုပ်တဲ့သူတွေရှိတယ်တဲ့အထက်ပိုင်းကိုပြန်ရမယ်လမ်းစိတ်နေတဲ့အဆင်မပြေဘူးလေလမ်းစိတ်တွေကကိုဒေတာလည်းပြီးတော့စစ်ဖြစ်တာအဆင်မပြေတာလေးတွေကငွေတွေကရှားတယ်ပေါ့ဒီအခက်ခဲတွေလည်းရှိတယ်ပေါ့ပြန်ပြေမယ်ဆိုရင်စဉ်းစားပေးဖို့ပေါ့နော်ဒီမတ်ဆွေဆရာမနဲ့တူပါတယ်1နှစ်3ကအဆင်ပြေဆိုမနေ့က comment ပေးတယ်ငလင် report တွေထဲမှာပါသွားတဲ့အတွက်ကြောင့်နှစ်ကအဆင်မပြေဘူးတဲ့အားလုံးပထမဆင့်အောင်ပေးလိုက်တက္ကသိုလ်ဝန်ထမ်းဝင်ခွင့်ကြမှာexam ဝင်ခွင့်ပေါ့ဖြေခိုင်းလိုက်ပေါ့ entrance exam ဖြေခိုင်းလိုက်ဒါဆိုရင် attempt တွေတော့ကြံ